မကြခင်မင်္ဂလာဆောင်တော့မှာကြောင့်မေပကြီးရဲ့လက်ကင်ပန်းစီနဲ့ဂုံပြုခံလိုက်ရဝိရမုံနိုင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်မင်းသမီးလေးဝိရမုံနိုင်ကိုတော့အားလုံးသိကြမယ်လို့ထင်ပါတယ်တရုတ်ဆောင်လည်းပြီးပြင်းသလိုအခုနောက်ပိုင်းမှာလည်းသူမရဲ့ကူထားတဲ့ဇလံတွေကမပြတ်ထွက်လာတာကြောင့်ပရိသတ်တွေသတိထားမိသလိုအားပေးခြင်းခံရသူတယောက်ဖြစ်ပါတယ်တဝဲသူတယောက်ဖြစ်ပြီးတခါတလေမှလည်းတဝဲစကားလေးတွေပြောထားတဲ့ဗီဒီယိုလေးတွေကိုတင်ပေးလေးရှိရကြောင်းသူမရဲ့ချစ်စရာစကားပြောတွေကြောင့်လည်းပရိသတ်တွေအချစ်ပိုရတာဖြစ်ပါတယ်ဝိရမုံနိုင်ဟာဆိုရင်တော့တကယ့်ကိုမှချစ်စရာကောင်းတဲ့မင်းသမီးတစ်လက်ဖြစ်သလိုသူမဟာလည်းအမှုပညာအလုပ်တွေလှုပ်လာတာဆယ်စုနှစ်နဲ့စုစာလောက်ကြော်နေပြီပဲဖြစ်ပါတယ်ဝိရမုံနိုင်ဟာအရင်ကမော်ဒယ်တယောက်ဖြစ်ပြီးအခုနောက်ပိုင်းမှာတော့မင်းသမီးတစ်လက်အဖြစ်နဲ့ရပ်တည်နေရဖြစ်ပါတယ်သူမဟာဆိုရင်တော့တဝဲသူတယောက်ဖြစ်ပေမဲ့လည်းစကားပြောပြပြင်းပြီးမြန်မာစကားကိုလည်းပြပြတတပြောနိုင်တာဖြစ်ပါတယ်တဝဲပြန်ရောက်ရင်တော့တဝဲစကားပြန်ပြောတာကလည်းသူမရဲ့ချစ်စရာအမှုကျင့်လေးတစ်ခုဖြစ်ပါတယ်ဝိရမုံနိုင်ဟာတော့အမုံမြင့်ဇလန်းတွဲမှာလူပိုတိလာပြီးတော့အောင်မြင်မှုပိုရလာခဲ့တာဖြစ်ပါတယ်အိမ်နောက်အရှုံးမဲ့အနိုင်ကဇက်တိုက်ထွက်လာတာကြောင့်လည်းပိုအောင်မြင်လာခဲ့ပါတယ်အောင်မြင်လာတဲ့အမျှသူမအချစ်ရေးကိုလည်းပရိသတ်တွေကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်ဝိရမုံနိုင်ကလည်းသူမအချစ်ရေးနဲ့ပတ်သက်ပြီးချစ်သူရည်သားရှိကြောင်းအရေးအမှုအနေနဲ့ပြောပြခဲ့ပူပါတယ်အားလုံးကလည်းသူမချစ်သူကဘသူလဲဆိုပြီးတော့သိကျင်နေကြပါတယ်တချို့တွေကလည်းသူမချစ်သူကိုတီးပြီးကြားလောက်ပြီလို့ထင်ပါတယ်ဝိရမုံနိုင်ကတော့တခါတလေကြာရင်လေသူမချစ်သူနဲ့ပတ်သက်တာကိုမတိမသားလေးသူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှချပြတတ်ပါတယ်အခုလည်းမကြခင်မှာမင်္ဂလာဆောင်တော့မယ်ဆိုပြီးသတင်းတွေထွက်နေရဖြစ်ပါတယ်သူမချစ်သူကတော့သူမတို့ရဲ့အမှုပညာနယ်ပယ်တွေကဖြစ်သူ MRTV ပုံမင်းသားချော်လေးဖြစ်တဲ့စီတူဝင်းပဲဖြစ်ပါတယ်စီတူဝင်းကတော့အရင်ကလူမှုရေးပြဿနာအရှုပ်ရှင်းတွေရှိခဲ့ပေမဲ့လည်းအခုနောက်ပိုင်းဝိရမုံနိုင်နဲ့တွေ့ပြီးအတော်လေးကိုတည်ငြိမ်လာတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဝိရမုံနိုင်ဟာဆိုရင်တော့စီတူဝင်းနဲ့အခုနောက်ပိုင်းတပူပူတွဲလုပ်နေပြီးချစ်သူတွေပါလို့တိုက်ရိုက်ဝေမခံထားပေမဲ့လည်းသူမတို့နှစ်ယောက်လက်ချင်းတွဲပြီးရှောက်လည်နေကြတာတွေဒိတ်နေကြတာတွေကိုတော့တချို့ပရိသတ်တွေကလည်းမြင်တွေ့နေကြရတာဖြစ်ပါတယ်သူမတို့ကလည်းမကြခင်မှာမင်္ဂလာဆောင်ကြတော့မယ့်အကြောင်းကိုလည်းရင်းနှီးသူတွေကဆိုကြပါတယ်ဒါကြောင့်လည်းမကြသေးခင်ရက်ပိုင်းကမှမင်္ဂလာဆောင်ခဲ့တဲ့မိပကြီးဟာဝိရမုံနိုင်နဲ့စီတူဝင်းကိုသူတို့သမီးအရန်နေနဲ့လှုပ်ခိုင်းခဲ့တာဖြစ်ပါတယ်မိပကြီးဟာလည်းမင်္ဂလာပွဲကိုလည်းခန္ဓာကြီးကျယ်စွာနဲ့ဆောင်ခဲ့တယ်ဆိုတာပရိသတ်တွေလည်းသိကြမယ်လို့ထင်ပါတယ်မိပကြီးရဲ့မင်္ဂလာပွဲမှာဆိုရင်လည်းသူတို့သမီးအရန်တွေများစွာပါဝင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီထဲမှာပဲမိပကြီးဟာပန်းကြီးကိုမပစ်ဘဲနဲ့ဝိရမုံနိုင်ကိုပဲတိုက်ရိုက်ပေးခဲ့တာဖြစ်ပါတယ်ဒါဟာလည်းဝိရမုံနိုင်ကမကြခင်မှာမင်္ဂလာဆောင်တော့မှာကြောင့်လက်ကင်ပန်းစီကိုဂုံပြူတဲ့အနေနဲ့ပေးတယ်ဆိုပြီးလည်းပြောနေကြပါတယ်ဝိရမုံနိုင်နဲ့စီတူဝင်းတို့ကလည်းချစ်သူတွေဖြစ်နေရနှစ်အတော်လေးကြာနေပြီဆိုပြီးတော့ပြောဆိုနေကြတာတွေရှိပြီးသူတို့နှစ်ယောက်ကလည်းတကယ်ပဲမင်္ဂလာဆောင်ကြတော့မလားဆိုတာကတော့တကယ်ကိုမှစိတ်ဝင်စားပွဲပဲဖြစ်ပါတယ်သူတို့သမီးလက်ကင်ပန်းစီကိုရရင်မကြခင်မင်္ဂလာဆောင်ရမယ်ဆိုတဲ့အတိုင်းပဲမင်းသမီးလေးဝိရမုံနိုင်ကတော့မကြခင်မှာမင်္ဂလာဆောင်ဖို့တည်ချနေပြီပဲဖြစ်ပါတယ်ပရိသတ်တွေလည်းမင်းသမီးလေးဝိရမုံနိုင်အတွက်အားပေးစကားလေးပြောပြီးသွားကြပါအောင်ရှင်